ချို့ကပြောကြပါတယ်ဝိပဿနာရှုတာဖြစ်ပြရှုတယ်လို့ပြောကြတယ်မှန်တော့မှန်ပါတယ်သူဒါပေမဲ့လို့ဖြစ်ပြကစိတ်ကူးဖြစ်ပြနဲ့ရှုလို့ဖြစ်တာမဟုတ်ဘူးတချို့ကတည်းကဖြစ်ပြတာပဲဒါပဲရှိတာပဲဖြစ်ပြကလေးရှုအပြီးပြကလေးရှုဖြစ်ပြကလေးရှုနေပြောကြအဲ့ဒါတချို့ကလည်းပဲအဲ့ဒါသဘောကျလို့တရားရှုတယ်လို့ဆိုပြီးရှုနေကြတာကိုဒါကသူကညာရောက်မှဖြစ်တာအစစချင်းဖြစ်ပြကရှုလို့ဘယ်ရလိမ့်မှာတော့ပထမစပြီးတော့ရှုပါသားမှာနာနဲ့ရုပ်တောင်မှမသိသေးဘူးဘာတွေဖြစ်နေတော့ဆိုនិဝရဏတွေနဲ့တခါတည်းစိတ်တွေဟိုပြည့်ပြည့်လို့စိတ်မငြိမ်နိုင်လို့និဝရဏကင်းအောင်ကိုတွားထုတ်ရတာအဲဒီនិဝရဏကင်းလို့ငြိမ်သက်ပြီးတော့နေမှာစိတ်တဝိသုဒ္ဓိဆိုတာစိတ်စင်ကြဲလာတာသမာဓိရတယ်ဒီသမာဓိရတဲ့ချိန်ကြတော့မှအခုပြောတဲ့ရုပ်ကလေးနဲ့နာလေးတွဲဖြစ်လာတာကိုယ်တိုင်ပြီးတာဟိုစားတဲ့ကနေကွဲလာတော့လွယ်တာပေါ့ဟိုမှာယုံ28ခုလို့လောကိစိတ်ဧကတိတိတို့စေတသိက်ဒွေပညာသားတို့ဒါကြက်လိုက်ဘာကြာမလဲညာကောင်းတဲ့လူဆိုတထိုင်တွင်းရတာပေါ့ဒါဘာခက်မလဲအဲဒီလိုမဟုတ်သေးဘူးသူကလောကိစိတ်ဧကတိတိဆိုတာကိုယ်ရှိတာမှမဟုတ်ဘဲနဲ့ဒီထဲမှာဇာနေတယ်ပါတယ်ယူပဇာနေပါတယ်အယူပဇာနေပါဒီထဲမှာယဟနာပုဂ္ဂိုလ်စိတ်တွေလည်းပါတယ်ကိုယ်နဲ့ဘာမှမဆိုင်ဘူးအယူဇာတွေလည်းပါတယ်ဒါကနာမည်တွေကနားနေတယ်အဲဒီတော့အရေးကြီးတာကကိုယ်တဏ္ဍာတကယ်ဖြစ်နေတဲ့ဟာတွေကိုလက်တွေ့အားဖြင့်ပြီးဖို့လိုပါတယ်အဲတော့သမာဓိညာအားကောင်းလာတဲ့အခါကျမှတခါလေယုတ်ကလင်းနာလေးနဲ့ပိုင်းခြားပြီးတော့ဒီဒါယုံနာပြီးအောင်ရှိသေးတာပဲအဆုံးဖြစ်ပြကိုမသိသေးဘူးသူတဲ့အားကောင်းလာတဲ့အခါကျတော့စပြီးပေါ်လာတာသိတယ်ဆုံးသွားတာသိတယ်ယုံမူရာလေးတစ်ခုပေါ်လာတယ်ဆုံးသွားတယ်နာမူရာလေးတစ်ခုပေါ်လာတယ်ဆုံးသွားတယ်အစာပိုင်းလေးနဲ့အဆုံးပိုင်းလေးနဲ့ပေါင်းတယ်ဆိုရင်ပေါင်းစားလေးနဲ့ပေါင်းစုံလေးနဲ့ပိန်တယ်ဆိုပိန်စားနဲ့ပိန်စုံနဲ့ကွေးတယ်ဆိုကွေးစားနဲ့ကွေးစုံလှုပ်စားနဲ့လှုပ်စုံတောင်းတင်းစားနဲ့တောင်းတင်းလှုပ်စားတွေချင်းအစအဆုံးလေးတွေပူတာတွေပူစားနဲ့ပူစုံနာရာကျင်တာတွေနာစားနဲ့နာဆုံးစိတ်ကူးလေးဆိုရင်စိတ်ကူးလေးအစနဲ့အဆုံးအဲဒီလိုဘယ်ရာမဆိုတခါတဲ့အစနဲ့အဆုံးလေးတွေဖြစ်ပြီးရင်ပျောက်သွားရင်ဖြစ်ပြီးရင်ပျောက်သွားရင်အပိုင်းပိုင်းလေးတွေသိဒီတော့မှအနိစ္စမမြဲတဲ့တရားတွေပဲကိုယ်ဝိညာဉ်နဲ့သိလာတာကိုဒီလိုသိရမှာအဲ့ဒါစချင်းကဒီအဖြစ်ပြက်ကစရှိလို့တော့မဖြစ်ပါဘူးတော့ဒီပြက်ကစရှိရင်တော့ပညာတိတွေဖြစ်မှာပေါ့လေဖြစ်တယ်ပြည့်တယ်ဆိုတဲ့နာမည်တွေသိနေမှာပေါ့သူအဲဒီတော့အပြည့်ပြက်ကလေးတွေသိရင်ကအနိစ္စဒုက္ခတွေအနတ္တတွေသိရင်ဝိပဿနာဉာဏ်ရင်းတာပြည့်စုံတဲ့အခါကျတော့ဖြစ်တဲ့ယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်ရောက်တာကိုခုဘုန်းကြီးဟောမဲ့နိဗ္ဗာန်လို့ဆိုတာနိဗ္ဗာန်ကနိဗ္ဗာန်တည်းလျှောက်ခေါ်လို့မဖြစ်ဘူးဟိုမှာဝိပဿနာနဲ့ဟောမှဖြစ်တယ်နိဗ္ဗာန်တည်းလျှောက်ပြီးတော့ဟောရင်ဟိုတဲ့လိုပဲကောင်းငင်မှာအရာလက်ပြီးထိုးလာလို့ဖြစ်နေမှာဟိုမှာထိုးကြလည်းမရှိပဲနဲ့လို့ဖြစ်နေမှာဒါအောင်ဘုန်းကြီးကဝိပဿနာနဲ့ယောဂီတွေကိုယ်တိုင်အားထုတ်ပြီးကိုယ်တိုင်ရောက်မှဒီဥစ္စာသိချာပြီးမဲ့ဥစ္စာကအဲတော့ဖြစ်တဲ့ယုံနာတွေရှင်အနိစ္စဒုက္ခအနတ္တတွေပြင်းတဲ့ယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်ရောက်အဲဒါပထမတစ်ကြိမ်ရောက်တော့လည်းပဲနိဗ္ဗာန်အကြောင်းသိရမှများသိပါတယ်နောက်တစ်ခါဆက်ပြီးအားထုတ်ကြတဲ့ဒုတိယတစ်ကြိမ်တစ်ခါရောက်ကြတော့သဂရဂါမိမဲ့ဖို့သူကပို့ပြီးတော့ရှင်းပြီးတော့သိလာတာပေါ့နောက်တစ်ခါတစ်ကြိမ်အားထုတ်လို့ရှိရင်နာဂါမိမဲ့ဖို့သူကပို့သိလာတာပေါ့ကိလေသာတွေလည်းပဲတော့ဂုံသွားပြီတဲမရှိတော့တော့ကိုထူကြသွားပြီသူကနောက်တစ်ခါထပ်ပြီးတော့ရှုလိုက်တော့ဝိပဿနာဉာဏ်အစဉ်တိုင်းတက်ပြီးတော့ယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်ရောက်တော့အရဟတမေရတ္တကိုဒီမှာကိလေသာကုန်သွားတာကိုဘာကိလေသာမှမရှိဘူး